အားလုံးပဲမင်္ဂလာပါ HKKTM နဲ့ကြိုဆိုပါရစေ။တော့ဒီနေ့ပြပေးမှလေးကတော့ Easy Power Station လေးပေါ့နော်။ Easy Power Station လေးဒီဇိုင်းပိုင်းလေးနဲ့ကြည့်သေးသေးလေးပေါ့နော်။ကျွန်တော်ပုံမှန်ရောင်းနေတဲ့ဒီအပေါ်ကအဲ့ site တကူသေးတယ်ခင်ဗျာဟုတ်ကဲ့။ဒါလေးက50ရေးလိုက်ပို့နဲ့ဆင်ထားတယ်။လိုက်ပို့ second hand 10နဲ့ဆင်ထားတယ်။ဒါပေမဲ့10အကောင့်နဲ့ဆင်ပေးထားတယ်။600 watt inverter က300 watt အပြည့်သုံးလို့ရမယ်ခင်ဗျာဟုတ်ကဲ့ဘာတွေသုံးလို့ရမလဲဆိုရင်ကျွန်တော်တို့ဖုန်းအားသွင်းတာတွေရမယ်ဒီလိုမီးရိပ်နေအားသွင်းလို့ရမယ်ချင်းရိုက်တန်တွေအားသွင်းလို့ရမယ် TV ကြည့်မယ်မီးထွန်းမယ် laptop တွေအကုန်ရမယ်ကျွန်တော်တို့ဒီလျှက်စစ်နံပါတ်တက်လို့ဒီတရားဟာတွေဒီလိုနာစင်ဝက်60လောက်ပဲရှိရခဲကောက်တွေရမယ်300မပြည့်မချင်းပေါ့လေအဲ့ဒါတွေအကုန်လုံးရမယ်ခင်ဗျာဟုတ်ကဲ့ဒါလေးအဆင်ပြေတယ်ခင်ဗျရောင်းပေးမဲ့ဈေးတွေကတော့ဒါလေးက6သိန်းခွဲနဲ့ကျွန်တော်ရောင်းပေးမယ်နောက်မှာဖန်နှလုံးပါတယ်ဘာတကပူပြီးရဲဆိုရင်ဖန်ကလဲမယ်ချာချာဘောက်လေးကိုကြတော့ကျွန်တော်စတီကောင်းလေးနဲ့ကျွန်တော်ထည့်ပေးထားတယ်ဆိုလာကွန်ထရိုလာတော့မပါဘူးတက်မယ်ဆိုရင်တော့စီထပ်ပို့မယ်ခင်ဗျဟုတ်ကဲ့ပါမာကတော့မီးနှလုံးပါမယ်15ပေကျိုးအရှိနဲ့ဒီလိုတန်းချာချာပါမယ်နောက်ပြီးရင် DC to DC ဒီပန်ကားတွေပါသုံးလို့ရပန် DC ပန်ကားတွေသုံးလို့ရအောင်အတွက်အဲယူပါမယ် Wi-Fi ကိုလည်းသုံးလို့ရမယ်ပေါ့နော်နောက်ပြီးတော့မှquick check ရတဲ့ဖုန်းအသွင်းကြိုးဒီလိုကြိုးပေါ့နော်ဒါတင်တရားနဲ့ကျွန်တော်စမ်းသုံးတာအဲလိုကြိုးတကြိုးပါမယ်ခင်ဗျဟုတ်ကဲ့မှာမယ်ဆိုရင်691915ပိုက်ပါကိုလည်းဆက်သွင်းနိုင်တယ်9006331ရှိကြောက်ကိုလည်းဖုန်းဆက်ပြီးတော့မှမှာယူလို့ရပါတယ်ခင်ဗျဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်